မန်စီးတီးအသင်းအနေနဲ့ဆန်နာလန်အသင်းနဲ့ကစားပြီး48နာရီအတွင်းမှာချက်စီအသင်းနဲ့ရှင်ပြိုင်ရအောင်မှဆိုပေမဲ့လည်းနီးပြပက်ကွာဒီဝလာအနေနဲ့ကတော့ဆန်နာလန်အသင်းနဲ့ကစားမဲ့လိုင်းအပ်ကိုတော့အကောင်းဆုံးပုံစံနဲ့ပဲပေါ်ထွက်လာအောင်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ခုပြောပြသွားမှာကတော့ပရီးမီးယားလိပွဲစဉ်19ရဲ့လက်ကျန်ပွဲစဉ်တွေကိုကိုရလက်ခမှန်ပေးသွားမှာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါပထမဆုံးပွဲစဉ်အနေနဲ့ကတော့ခရစ္စတယ်ဘယ်လေးအသင်းနဲ့ဖူဟန်အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ခရစ္စတယ်ဘယ်လေးအသင်းရဆိုရင်တော့ရလက်တွေစက်တိုက်ဆိုးဝါးနေပြီးတော့ဖူဟန်လိုအသင်းကိုသူတို့ရဲ့အိမ်ကွင်းမှာကျွန်တော်ကတော့အနိုင်ယူနိုင်အောင်မယ်လို့မထင်ပါဘူးထို့အတွက်ကြောင့်မို့လို့ဖူဟန်အသင်းနဲ့ခရစ္စတယ်ဘယ်လေးအသင်းတို့ပွဲစဉ်ကတော့1-1နဲ့တည်ကြသွားလိမ့်မယ်လို့ခမှန်ပေးလိုက်ရပါတယ်နောက်တစ်ပွဲကတော့လီဗာပူးအသင်းနဲ့လီယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာဒီအသင်းတွေကတော့ပထမကြော့မှာတစ်ဖက်ကို3-0စီတည်ရလက်ထွက်ပေါ်ထားရလည်းဖြစ်ပါတယ်ခုခါမှာတော့လီဗာပူးအသင်းကနိုင်ပွဲတွေမှန်နေပြီးတော့ပုံမှန်ရှေ့စွမ်းတစ်ခုကိုပြန်လည်ရနေပြီလို့ပြောလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ရဲ့အိမ်ကွင်းမှာလီယူနိုက်တက်အသင်းကို2-1လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ခန့်မှန်းလိုက်ရပါတယ်နောက်တစ်ပွဲကတော့ဘရက်ဖို့အသင်းနဲ့တော်တမ်ဟမ်ဟော့စပါအသင်းတို့ရဲ့ပွဲစဉ်မှာထိုပွဲစဉ်ကလည်းသူတို့ကပထမကြော့မှာစပါအသင်းကအသာစီးရထားပြီးတော့အခုဒုတိယကြော့မှာလည်းစပါအသင်းနဲ့ဘရက်ဖို့အသင်းရဲ့အိမ်ကွင်းမှာကိုခက်ခက်ခဲခဲရှင်းပြကစားပြီးတော့0-1လောက်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ခန့်မှန်းလိုက်ရပါတယ်ဟုတ်ကဲ့နောက်ဆုံးပွဲစဉ်ကတော့ဆန်နာလန်အသင်းနဲ့မန်စီးတီးအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒီနှစ်သင်းမှာပထမကြော့မှာလည်းမန်စီးတီးအသင်းကဆန်နာလန်အသင်းကိုအနိုင်ယူထားပြီးတော့ဒီပွဲစဉ်မှာတော့ဆန်နာလန်အသင်းနဲ့ရှင်ပြိုင်ကစားပြီးချက်စီလိုအသင်းကို48နိုင်အတွင်းမှာထပ်မံရှင်ပြိုင်ရမှာဖြစ်ပေမဲ့လည်းချက်စီအသင်းကညီးပြအပြောင်းလဲတွေနဲ့ရှုပ်ပြဿနာတွေဖြစ်နေတာကြောင့်ပက်ကွာဒီဝလာအနေနဲ့ဆန်နာလန်အသင်းနဲ့ပွဲစဉ်ကိုပဲအပြည့်အဝအာရုံစိုက်ထားပြီးတော့အနိုင်ယူကအဆင်နယ်ကိုဖိအားပေးအောင်မှဖြစ်လို့ကျွန်တော်အနေနဲ့ကတော့ဆန်နာလန်အသင်းကိုမန်စီးတီးအသင်းက0-2လောက်နဲ့ပဲအနိုင်ယူသွားအောင်မယ်လို့ခန့်မှန်းပေးလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ